ဒီနေ့မနေ့တော့ရာသီဥတုကလည်းစောင်းကုန်ပြီးကူးဆိုမနေ့ပိုင်းကအေးတယ်ဒါနဲ့ပဲတွေ့နေကြကလေးမလေးတို့တွေ့နေဆိုပြီးအိမ်ကနေပြီးတော့ထွက်လာတယ်သူရှိရကိုရောက်တော့အတန်လေးဘာမှမကြရနဲ့အခန်းတစ်ခါကိုမကြည့်လိုက်သူအိယာပေါ်မှာလဲနေညနာမှာလဲအဖူးပိန်လေးကိုကစားပြီးတော့နှုတ်ဆက်လိုက်တယ်ကလေးနေမကောင်းဘူးလားညနာနီနီရဲရဲလေးနဲ့ပြန်ပြီးတော့ဟုတ်တယ်ပဲတီဓာရီပေါက်နေတယ်အတန်တွေကတိတ်ဆိတ်နေတာပဲဘယ်သူမှမရှိကြဘူးလားသူကပရင်ပေါက်ကရင်းနေရတဲ့တောင်ပေါ်ကိုလက်ညှိုးထိုးပြတယ်သူတို့တောင်ပေါ်ကိုတွားကြတယ်တမီးကနေမကောင်းလို့မလိုက်ရသူတို့တောင်ပေါ်ကနေလက်လန်းပြတာကိုတမီးကြည့်သူရအလိုပဲအမြဲတမ်းမကောင်းဖြစ်တတ်တယ်ရာသီဥတုပြောင်းသူကသူလက်ခံထားတဲ့ပုံလေးပေါ့ဝမ်းနေနေတဲ့စိတ်ကလေးကိုမြင်ရပြီသူကတော့ဒါကိုဖုံးကွက်ပြီးတော့စကားပြောပြီးဒီကောင်းသွားလို့ရှိရင်သွားလေရမှာပေါ့ကျွန်မတူအားပေးဒီတဲ့ဒီကောင်းရင်သွားလေဒီကောင်းကြီးဆိုင်ပါကျမအောင်ဒါမှကလေးတော်ချင်းနေရတယ်သွားလို့ရမှာလေပြောတော့သူပြုံးပြီးတော့ကောင်းလေးနေပြန်အားလည်းမနေနဲ့စူးစမ်းပြီးနေကောင်းနေတော့ကျမသူ့ကိုကောင်းလေးပုတ်ပြီးတော့အပူလေးနဲ့ပြီးတော့ဆလာသူစိတ်ထဲမှာပြောသွားတဲ့ပုံမျိုးမျက်လုံးလေးလက်ပေါ်ကောင်းနေကျမလည်းသူနှုတ်ဆက်ပြီးတော့နေတာပြန်ပြီးတော့ထွက်လာတယ်နောက်ချိန်ရမှာနောက်တစ်ခေါက်တော့တွေ့ရအောင်စိတ်ထဲမှာတွေးပြီးပြန်လာ